Hello ဒီနေ့ကတော့အိမ်မှာပဲရှိနေတဲ့ D4 ရဲ့ daily recap လေးဖြစ်ပါတယ်ဒီနေ့ကမေလ3ရက်နေ့ဆိုတော့စာရကလေးတွေကိုလာစာထုတ်ပြီးရက်မို့လို့မနက်ကလေးစရင်စရာတွေနဲ့နည်းနည်းလှုပ်ရှုပ်ပါတယ်စရင်စရာတွေလုပ်ပြီးတော့အနားယူရဲ့အနေနဲ့ Snow White ပြန်ကြည့်ဖြစ်ပါတယ်ဒီနေ့ကအပြင်သွားစရာလည်းမရှိရမို့လို့နောက်ကျမှအိပ်ရထားဖြစ်တယ်ပေါ့နော်အဲ့တော့မနက်စာစရင်စရာတွေလုပ်ပြီးတော့ကိုပဲအချိန်ကနေ့ကင်းလောက်ရှိနေပါပြီအဲ့တော့ဖုန်းလေးသုံးရင်ဇာတ်ကားလေးကြည့်ရင်လည်းဒီနေ့ကအချိန်ကုန်သွားပါတယ်ရပါငငယ်ကကြိုက်ခဲ့တဲ့ Disney ကားတွေပြန်ကြည့်ဖြစ်တယ်ပေါ့နော်ဒီချိန်မှာကျတော့အင်္ဂလိပ်စာနဲ့တူနေတေချာကြည့်တော့သူတို့ဘာကြီးပြောလဲဆိုတာပါနားလည်ပြီးတော့မှတော်တော်ကိုကြည့်လို့ပိုကောင်းနေပေါ့နော်အခုပြန်ကြည့်ရတာလေအကယ်၍အချိန်ရှိရင်ကြည့်ဖို့ recommend လုပ်ချင်ပါတယ်မင်းသားနဲ့မင်းသမီးက foreign lab သွားတဲ့အချိန်မှာပဲနိုင်အပြင်က9နာရီကျော်နေပေါ့နော်ဆိုတော့ဒီနေ့ကဒီအိမ်သားမှာရှိရဲမုံစီတန်းကိုတွားဖို့ပြင်ထားပါတယ်အဲ့ကနေပဲညစာတော့ထွက်ဝင်မယ်ပေါ့နော်ဒါကတော့ဘန်ကောက်မြို့ရဲ့ယာတီတူပေါ့နော်နေလည်းမထွက်ဘူးဒါပေမဲ့လည်းအုံမိုင်းမိုင်းနဲ့ပူပါတယ်ဒီခုသွားမယ်ဈေးတန်းလေးရာဒီကွန်ဒိုရဲ့လမ်းတစ်ဖက်ခြမ်းမှာပဲရှိရပါတော့ဒီကုန်းကျော်ကိုကြော်လိုက်ပြီးရောက်ပါပြီဒါကတော့ဘန်ကောက်ရဲ့ကားအရန်ကိုကျက်တဲ့ချိန်ဖြစ်ပါတယ်ကုန်းကျော်ပေါ်ကဆင်းချင်းပဲငပြောသီးကိုတွေ့ရောစားချင်တာနဲ့ငပြောသီးတစ်ပြူဝယ်ခဲ့ပါတယ်ပြီးတော့ဒီရဲ့အကြကွေးအသေးလေးတွေလည်းတစ်ခုကို၄ဘက်ပဲကြာတာမို့လို့အဲ့ဒါလေးလည်း၅ခုဝယ်ခဲ့ပါတယ်ပြီးတော့ကြက်ကြော်နဲ့ကောင်းရင်းနဲ့ညစာဖြစ်စားဖို့ပေါ့နော်အဲ့ဒါလေးလည်းဝယ်ခဲ့ပါတယ်မနေ့ပြန်ထီထွက်ရက်မို့လို့ဤသားလေးကထီထိုးခြင်းနေဆိုတော့လေဒီနံပါတ်လေးထုတ်ခဲ့ပါတယ်အိမ်မှာခင်းကျင်ဒီရေချက်သွန်လေးကုန်နေပြီမို့လို့ဒီရဲ့ကုံစုံဆိုင်လေးမှာလည်းလိုအပ်တာလေးဝယ်ခဲ့ပါတယ်ပြီးတော့ဒီမြေပဲပြုတ်ကိုလည်းမတွေ့ရကြပြီပေါ့နော်အဲ့ဒါဒီနေ့တွေ့တော့စားချင်တာနဲ့ပဲထပ်ဝယ်ခဲ့ပါတယ်ဒါတော့ကြော်ညာဝင်ရရင်ငလင်းလောက်တုံးကပြေးစင်းခဲ့ရတဲ့ကွန်ဒိုပါ28လွှာနေပြေးခဲ့ရပါတော့အပြင်မှာရာသီတော်တော်ကိုပူပါတယ်အိမ်ရောက်တာနဲ့အင်ဂျီလဲပြီးတော့မှဘိုက်ကစားနေရနဲ့တခါလေးတန်းစားပါတော့တယ်စားပြီးတောက်ပြီးတန်းရှင်လုပ်ပြီးတော့ဤစားလေးနဲ့လေးလေးပေါ်ပြီးဆိုတော့ဟယ်ရီပေါ်တာလေးကြည့်ပြီးတော့မှဒီနေ့အိပ်ပါတော့မယ်